မီလောမျိုးတို့ကြီးကျွန်တော်ကိပိုင်ရှူတို့ဒီအပိုင်းမှာကျွန်တော်အလုပ်ရမ်းရှုပ်နေလို့မျိုးတွေကိုပြစ်ထားတယ်လို့ဖြစ်နေခဲ့ပါတယ်ဗျာနော်YouTube အမျိုးတွေကိုလည်းကျွန်တော် YouTube guideline ကြီးပြီးတော့ fast running ကြီးအတွက်စာပြန်လို့မရဖြစ်နေခဲ့ပါတယ်ဗျအခုတော့တင်တဲ့တက်ပြီးတော့သူတို့တတ်မှတ်တဲ့စာမေးပွဲလေးကြီးတင်ပြီးတော့စာပြန်လို့တော့ရတော့ပါပြီနော်တကယ်လို့ YouTube ကျသွားခဲ့ရင်တော့အမျိုးတွေကိုကျွန်တော် key နဲ့ဆက်ပြီးတော့ခွင့်ကြီးလို့ရတဲ့အတွက်တိုင်ဘာနံပါတ်39ခွန်ရှိကိုတလေးရှိလေး3နှစ်နဲ့3999 88309385ပါမှာကျွန်တော်ရှိနေပါမယ်ဗျာနော်ခဲကျွန်တော်မရိယာပြီးခဲ့တယ်ကျွန်တော်ရဲ့နှစ်ခွန်လေးမာဂီရတော့နော်ညနေခွန်လေးလို့ထွက်သွားပြီးတော့အောင်ဝဲခံခဲ့ပါတယ်ဗျာနော်ပြီးတော့မွေးရှိခွက်ထဲမှာလေတင်းငါလို့ထွက်သွားခြင်းကြောင့်ကျွန်တော်10နဲ့65ကအားနေသွားပြီဖြစ်ပါတယ်နည်းနည်း short ပြီးကဲမဲ့ထဲမှာပါပါတယ်ဗျာနော်ရင်ဘက်က1နှစ်6ခွန်ကြာခဲ့နာလေးကတော့ကျွန်တော်က1နှစ်6ခွန်လို့ပြီးခဲ့တဲ့နေ့ထားမှာ1ခွန်ထွက်သွားပြီးတော့ကျွန်တော်အားနေလူပြောခဲ့ပါတယ်ဒါပေမဲ့သူကမထွက်တာကြာတဲ့အတွက်1နှစ်လို့တစ်ခါထပ်ပြီးတော့ပြန်တော့ပြီးခဲ့ပါတယ်ဗျာနော်အခုအဲ့လိုပဲ1065ခွေကလည်းပဲမလာတော့ကြာခဲ့ပါပြီဗျာနော်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ကင်းကားလို့ထွက်သွားခြင်းကြောင့်10နဲ့6ကတော့အားနဲ့သွားပြီလို့ပဲကျွန်တော်ထင်ပါတယ်ကျွန်တော်သုံးသပ်ပါတယ်ဗျာနော်ဒါပေမဲ့မလာတာကြာလို့မြန်ထပ်ပြီး10နဲ့6ကလာပြီးရင်တော့မပြောတတ်ပါဘူးဗျာနော်10နဲ့6ခွက်ကိုမိန်တင်ပြီးတော့စောစီတင်ပါတယ်ဗျာဒီညနေကတော့ဘိုင်ဘာမျိုးတွေကပဲကန်ဆိုးတာလားမသိပါဘူးနော်ကျွန်တော်နှစ်ခွန်လေးကိုခွေကခဏတန်းထွက်နေတဲ့တွေ့ကျွန်တော်ခွန်လေးတစ်ခွက်ကိုခြံခဲ့လိုက်မိပါတယ်ဗျာနော်အမှန်တကယ်ကတော့ထုတ်တဲ့ main ကွက်ထဲမှာပါပါတယ်ဗျ4546ခွန်ဆိုပြီးပါပါတယ်ဒါပေမဲ့ခဏတန်းထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော်ခွန်လေးတစ်ခွက်ကိုထားခဲ့မိပါတယ်ဟေဒရူဝဲကန်ဆူရာလာတော့မပြောတတ်ပါဘူးနော်ကဲမနေ့ကျန်10ရက်3/2026အင်္ဂါနေ့တွေကျွန်တော်မွေး3ခွက်ပေးပါမယ်ဗျမွေး3ခွက်ဆိုတာဂျိုက်မွေးစရာမလိုပါဘူး2ရက်ပဲမွေးရမှာပါဗျအဲ့ဒီမွေး3ခွက်ကမထွက်ခင်တော့2ရက်အတွင်းမှာမထွက်ခင်တော့ရက်ပါမယ်ဗျဒါပေမဲ့ထွက်တာကတော့များပါတယ်နော်အဲ့မွေး3ခွက်ကပါလဲဆိုတော့1နေ့ခွန်61ခွန်ဝဲဖြစ်ပါတယ်ဗျ2ရက်ပဲမွေးပါမယ်နော်2ရက်မွေး3ခွက်ဖြစ်ပါတယ်2ရက်ပဲမွေးပါမယ်2ရက်မထွင်ရက်ပါမယ်ဗျအင်္ဂါနဲ့ပုတ်တော့ဘူး2ရက်ပဲမွေးပါဗျနော်ကဲမနေ့ပြန်10ရက်3/2026အင်္ဂါနေ့အတွက်ကျွန်တော်ကြီးပန်ရွှေတို့ရဲ့အမာကြီးကတော့16ခွန်ကြီးပဲဖြစ်ပါတယ်ဗျဒီကလေးမျိုးတို့မှာကတ်စရာရှိရဆိုရင်လုံးမရှိရဆိုရင်ကြာရနဲ့ကတ်ပြီးတော့ကစားကြပါဗျကျွန်တော်ရဲ့16ခွန်ကြီးကိုနော်တကယ်လို့ကတ်စရာမရှိတဲ့မျိုးတွေအတွက်ကတော့358နဲ့ကတ်ပြီးတော့ကစားကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျမျိုးတွေအားလုံးဝေကျေးစင်တီးပြီးတော့ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်မှန်ကြပါစေလို့ကျွန်တော်ကြီးပန်ရွှေတို့စူးမော်ကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးချစ်စုတင်ပါတယ်ဗျ